ကျွန်တော်တို့နက်နက်သီးနှံကိုကြိုက်တယ် fresh ဖြစ်တာကြိုက်တယ်ဒါမှမဟုတ် designer မဟုတ်ဘူးနည်းနည်းလေး niche ရကြိုက်တယ်လူသုံးနည်းတဲ့ brand နဲ့ဖြစ်ရှင်တယ်ဆိုရင်တော့ဘောနံပါတ်9ကိုရွေးချယ်လို့ရတယ်လို့အခုပြောပြမယ့်ရေမွေးရတော့ဘောနံပါတ်9ဗျဘောနံပါတ်9ဒါရေမွေးနာမည်ဒါဆိုင်ရယူလာပြင်ဆိုင်ကိုပြန်သွားပေးရမှာဒါကျွန်တော် personal သုံးမှာတော့မဟုတ်ဗျဆိုတော့ဒီကောင်ကဒီ brand နာမည်ကဘောနံပါတ်9ဗျဒီကောင်ကဟိုတမိုင်းဝင်တဲ့ဒီအဖြစ်အပျက်တစ်ခုကိုမှအခြေခံပြီးတော့သူတို့ကငိမ့်ချမ်းချင်းဆိုတဲ့ theme တစ်ခုကိုယူပြီးတော့ထုတ်ထားတဲ့ brand တစ်ခုလို့ပြောလို့ရတယ်ဘောနံပါတ်9ရဆိုတော့ဒီကောင်က centerpiece for him ဗျသူရဲ့ for ဟာထွက်တော့2006လောက်မှာထွက်တော့ကအရန်နာမည်ကြီးခဲ့တာ for ဟာဒီကောင်က for him ပေါ့ဒီကောင်2013ခုနှစ်မှာထွက်ခဲ့တဲ့ရှီမွေသူတို့ရဲ့ signature ပုံစံကတော့ဒီလိုမျိုးကျဲပုံစံပေါ့ star ပုံစံလေးသူတို့ပလင်းနေရအဲ့ပုံမှာသူတို့ design တွေအမျိုးမျိုးနဲ့ဒီကောင်ကထွက်ရှိထားတဲ့ရေမွေးဆိုတော့ရေမွေးတော်တော်များများကဒီကောင်ကမြို့နာမည်တွေနေရာနာမည်တွေကိုအစွဲပြုပြီးတော့သူတို့ကပေးထားကြတယ်ဒါပေမဲ့ဒီကောင်ကကြတော့ centerpiece ပေါ့ဆိုတော့ငိမ့်ညမ်းချင်းဆိုတဲ့ theme story ကိုသူတို့ကဖန်တီးပြီးတော့ထုတ်ထားတဲ့ရေမွေးတစ်ခုပေါ့ဒီကောင်ကဆိုတော့ဒီကောင်လေးကစမ်းမှုရပြကျွန်တော်ဟိုးရင်တွေကကျွန်တော်ဟိုဒီ beauty treasure တို့ဘာလို့မှသူများတွေမတင်ကြတဲ့က तू ကဒီကောင်ကတင်လာခဲ့တာပေါ့သူတို့ဆိုင်ရဆိုတော့ဒီကောင်ကကြတော့ကျွန်တော်တို့ဒီ Avantis Creed Avantis နဲ့နည်းနည်းလေးစင်တယ်ဒါပေမဲ့ဒီကောင်ရဲ့ pineapple ကပို့ပြီးတော့များတယ်ဆိုတော့ Creed ရဲ့ Avantis ကြောင့်နည်းနည်းလေး smoky ဘက်နည်းနည်းလေးပို့ပြီးတော့ဖြစ်တယ်ဒီကောင်ကြောင့်နည်းနည်းလေးပို့ပြီးတော့ citrus ဘက်နည်းနည်းလေးပို့ပြီးတော့တွားတယ်ဆိုတော့ဒီကောင်ကဒီ juniper berry ဆို version ဒီကောင် base မှာကျတော့ cedar တို့ဘာလို့ပေါင်းထားရတယ်ဆိုတော့ဒီကောင်က versatile အရန်ဖြစ်တယ်ဆိုတော့ကြိုက်တဲ့ချိန်ဆွတ်လို့ရတယ်ကြိုက်တဲ့ရာသီဥတုဆွတ်လို့ရတယ်တော်တော်လေးပို့ပါလေးရှိရယ်မိုက်တယ်ဗျာဒီကောင်က smoky ဖြစ်တဲ့ pineapple မဟုတ်ဒီကောင် pineapple လေးတော်တော်လေး inspire ဖြစ်ဖို့ကောင်းတယ် fresh အရန်ဖြစ်တယ်တော်တော်လေးမိုက်တယ်ဗျbeast ဆိုတော့ဒီကောင်အောင်စမ်းပြီးတော့သုံးကြည့်လို့ရတယ်ဘောနံပါတ်9ရဲ့ centerpiece ကျွန်တော်တို့နက်နက်သီးနှံကိုကြိုက်တယ် fresh ဖြစ်တာကြိုက်တယ်ဒါမှမဟုတ် designer မဟုတ်ဘူးနည်းနည်းလေး niche ရကြိုက်တယ်လူသုံးနည်းတဲ့ brand နဲ့ဖြစ်ရှင်တယ်ဆိုရင်တော့ဘောနံပါတ်9ကိုရွေးချယ်လို့ရတယ်လို့ပြောရင်းနဲ့ပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်